ประเดี๋ยวก็อีปุงลาชิมันเปย์เต็มจ่ออันเดียวนี่ก็ปุงลาขี้ไอเปะรองอากาศไอเนาะปุงลาขี้ไอสุดอันเดียวชินะลาเปช่องนั้นชิเปมีชิบน่าลับนี่รูเบราชาดีดีนะแต่ว่าเดี๋ยวลับข้องเปะตรีกันปงอีตรีกันปงเป็นชิ้นยืดเพจทีเดียวนะแหละตรีกันปงเป็นขีดลงบัดวายมาดูนะขีดลงบัดวายชินาลับเพเอเดนลับละข้องเพเอชินาอลิดเดนลับแรนลำก็กูเสียดีกรีติดเด็ดเลยติดเด็ดลงหน่วยเลยเดี๋ยวกูตรีกันปูไปลงหน่วยเดี๋ยวละข้องไปก่อนนี่นะเดี๋ยวกูตีนยังต้องกูเสียดีกรีเดนแรนลำเนี่ยตามโอเคเดี๋ยวกูเสียดีกรีใช่นะตรีกันปูไปลงมากกว่าของสมัยก็นี่ที่นางมันนู้นคนนะไม่คุยกันกับไปเพื่อนมานี่สีปันวงสามพิพิธเป็นมาละในชุดดัสก์เซ็ตOh, di lo. Tak dia ngatan ni aman di masjid. Di masjid. Musik di sini. Musik. ဆိုတော့ဒီအခုဒီမှာလူငယ်တွေမေတ္တာပန်းနေပေါ့နော်ဒါတွေကိုပြုတ်လုပ်နေတယ်ခရစ်တော်ဘုရားရှင်ဒီဂျေရုဆလင်ကိုရောက်လာတဲ့အချိန်မှာဝင်တဲ့အချိန်မှာဒီကားတိုင်ပေါ်မှာအသေးခံဖို့ရအတွက်ဒီ the passion ပေါ့နော် passion death and resurrection လို့ခေါ်တယ်ကျွန်တော်တို့ဒုက္ခခံခြင်းအသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းဟာပါစကာရဲ့လင်းတဲ့အအတိတ်ပဲဖြစ်ပါတယ်ဗောနော်ဒါကလူသားတွေရဲ့ကေတင်ချင်းအတွက်ဖြစ်ပါတယ်ဆိုတော့ဒီပါစကာရဲ့လင်းတဲ့အရာဒီမှာကျွန်တော်တို့ပူပြီးမှပေါ်လွင်ဖို့ရန်အတွက်ခရစ်တော်ဘုရားရှင်ကဒီသူ့ရဲ့အသေးခံခြင်းကိုလက်ခံဖို့ရန်အတွက်ဂျေရုဆလင်ကိုဝင်ရောက်လာတဲ့အခါမှာလူတွေကဒီရှိသမျှဒီတိကိုင်းတွေတိရွက်တွေဝတ်စားတွေခင်းပြီးမှခရစ်တော်ဘုရားရှင်ကိုကြိုဆိုပြီးမှဟိုဆာနာဆိုပြီးမှချီးမွမ်းကြတာဖြစ်ပါတယ်เนาะဆိုတော့ကျွန်တော်တို့ကက်သလစ်ဘာသာဝင်တွေတကဘာလုံးမှာရှိတဲ့ကက်သလစ်ဘာသာဝင်တွေဟာလည်းပဲခေတ်ဆက်ဒီနေ့ဒီအချိန်ထိဒီနောက်ဆုံးတော့ဘုရားသခင်ရဲ့ဒီတေခံခြင်းဒုက္ခခံခြင်းရှင်ပြန်ထမြောက်ခြင်းဆိုတဲ့လင်းတဲ့အဓိပ္ပာယ်ကိုခရစ်တော်ဘုရားရှင်ကဆောင်ရွက်ခြင်းဆိုတာကိုပူပြီးမှအမြဲတမ်းဆုတောင်းပြီးမှဘုရားရှင်နဲ့ဒီယုံကြည်ခြင်းမှာတရားဒီပူမှတက်ရှင်ဖို့ရန်အတွက်ကျွန်တော်ဒီမေတ္တာပန်းတနည်းကနေရောက်ရှိတဲ့အခါမှာဒီလိုမျိုးမေတ္တာပန်းနေပေါ့နော်ဒီအတည့်ရွက်တွေကိုကျွန်တော်တို့ပြုလုပ်ပြီးမှဒီဘုရားကျောင်းဝတ်ပြုခြင်းမိစ္ဆာတရားမတိုင်ခင်မှာခရစ်တော်ဘုရားရှင်ဂျေရုဆလင်ကိုဝင်ရောက်တဲ့အထင်းမှတ်ကိုဟိုဆာနာဆိုတဲ့တခြင်းနဲ့ကျွန်တော်တို့ဒီတီဆူပြီးမှပေါ့နော်ဒီဘုရားကျောင်းကိုဝင်ပြီးမှဘာသာသူတိုင်းကဒီကောင်းကြီးပေးထားတဲ့ယဟန်တွေကကောင်းချီးပေးထားတဲ့ဒီမေတ္တာပန်းတွေတိရွက်တိခက်တွေကိုကင်ပြီးမှကျွန်တော်တို့ဒီဟေဘရဲဟိုဆာနာဆိုတဲ့တခြင်းကိုတီဆူရင်းနဲ့ဘုရားကျောင်းကိုဝင်နေပေါ့နော်ဒီအတိတ်ပဲကိုဖော်ဆောင်ဖို့ရန်အတွက်ကျွန်တော်တို့ဒီလိုမျိုးမေတ္တာပန်းတွေပြုလုပ်တာဖြစ်ပါတယ်ဒါကကျွန်တော်တို့ဒီပါစကာရှင်ပြန်ထမြောက်ခြင်းရဲ့လင်းတဲ့ဒီပါစကာရဲ့လင်းတဲ့ຢာကိုပြုလုပ်ခြင်းဖြစ်ပါတယ်ဒါကြောင့်ကက်သလစ်ဘာသာဝင်တွေထဲမှာဒီပါစကာပွဲမတိုင်ခင်ရက်ပေါင်း40ဝါတွင်းကာလအစာရှောင်ဆူတောင်းခြင်းဆိုတဲ့ကာလကိုပြုလုပ်ထားပေးတာဖြစ်ပါတယ်ဘုနော်မေတ္တာပန်းရဲ့အတိတ်ပဲကခရစ်တော်ဘုရားရှင်ရဲ့ဒီအသေးခံခြင်းကိုဂျေရုဆလင်မှာခံယူဖို့ရန်အတွက်ဝင်ရောက်တဲ့အခါမှာလူတွေကခရစ်တော်ဘုရားရှင်ကိုကြိုဆိုတယ်ဟောဆာနာဆိုမှကြိုဆိုတဲ့
အရာကိုဒီကနေ့ဒီချိန်ထိအတင်းတော်အနေနဲ့နှစ်စဉ်နှစ်တိုင်းပြုလုပ်ကျင်းပနေတဲ့အတိတ်ပဲဖြစ်တယ်ဆိုတာကိုအချင်းချုံးနေနဲ့ပြောကြားချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်